င်္ဂလာပါကျွန်တော်ကတော့တွန်မီပါဒီနေ့တော့ကျွန်တော်ရဲ့တတိယမြောက်တကူတော့ပြပွဲနဲ့ပတ်သက်ပြီးတော့ပြောပြချင်ပါတယ်ဒီပွဲကို Parasite လို့နာမည်ပေးထားပြီးတော့ဝင်ကြီးများရုံးမှာရှိရဲ့ Brick Studio မှာပြုလုပ်သွားမှာဖြစ်ပါတယ်အော်တိုဘာလ25ရက်နေ့ကနေ30ရက်နေ့ထိ6ရက်ပြုလုပ်သွားမှာပါကျွန်တော်အားလုံးကိုဖိတ်ပါတယ်ဒီပွဲနဲ့ပတ်သက်ပြီးနည်းနည်းပြောပြရရင်ပွဲမှာပုံအဟောင်းတပုံမှမပါပါဘူးပုံအဟောင်းဆိုတဲ့နေရာမှာကျွန်တော်အရင်ဆွဲခဲ့သမျှပုံတွေအရင်ပွဲမှာပြထားတဲ့ပုံတွေပြီးတော့ကျွန်တော်ရဲ့ social မှာတင်နေတဲ့ပုံတွေတခုမှမပါပါဘူးဒါကတော့ကျွန်တော်ပြပွဲနဲ့ပတ်သက်ပြီးပြောပြနိုင်တာကုန်ပါပဲဒီပွဲကိုဖြစ်မြောက်အောင်ကူညီပေးတဲ့ Britos နဲ့ Brandon B ကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ Brick Studio မှာတွေ့ပါမယ်